တရဏဂုံယူတဲ့အချိန်ကိုစိတ်ထွက်သွားလို့ရှိရင်တရဏဂုံမတည်ဘုရားတရဏကိသာမိဆိုစိတ်ရှိရင်ရှိမယ်ပေါ့ဓမ္မတရဏကိသာမိဆိုစိတ်အိမ်ရောက်နေရင်အဲ့ဒီတရဏဂုံမတည်ဘူးဟင်ဒီမှာတရဏကိသာမိဆိုစိတ်ပြောင်းရောက်ကြည့်တော့မတိကြလို့တရဏဂုံကိုသုံးခါပေးယူပါတချီမမြဲတချီမြဲပေါ့ဟုတ်နော်တို့ကဆိုနေကြမို့ဆိုလို့ဒါပြောတာနော်ဟင်ကြာမဟာဝရမိတာဝရိထဆိုတာပါဠိနဲ့အနဲ့ကိုမသိချင်းနေငါဆိုသလိုလိုက်ဆိုလို့ခိုင်းဟုတ်နော်ဘာလို့ခိုင်းလို့တရဏဂုံခံတဲ့အချိန်မှာမိမိကြီးလိုက်မှာဆုံးတယ်ဟုတ်နော်တရဏဂုံခံတဲ့အချိန်ကိုရောနှုတ်ရောစိတ်ရောသုံးခုလုံးတရဏဂုံတည်အောင်လုပ်ရမှာဗျတော့နိုင်ပါမလားဒီမိုးမေးဘုရားတရဏကိသာမိတို့ဟောအိမ်ဘသူဘာမပြောကြရသေးဘူးတော့ဆိုပါတော့ဓမ္မဗျာဟုတ်ကလားခုမှမသားထားပါမဒီမိုးနေတော့အဲ့တော့တရဏဂုံမယူမီဖယားရှိခိုးရညာလည်းဖယားရှိခိုးနေတာပဲအခုဖယားနမောတတကဖယားရှိခိုးခိုင်းတာတရဏဂုံမခံယူခင်ခင်ဗျားတို့ဖယားအာယုံပြုခိုင်းတာဗျနမောတတပကောတော့ပါလေဟုတ်နော်ဒီလိုတော့တရဏဂုံ၃ပါးရဲ့ပန်ရှင်စိတ်ဖယားပွင့်မှာတရားပေါ်တာလေတရားတော်တိုင်းကျင့်မှာတန်ခါဆိုတာပေါ်တာဟင်အခုလည်းတို့တန်တရာကထွံ့မြောက်ဖို့လွတ်မြောက်ရေးအတွက်ခေါင်းဆောင်ကြီးဖယားပဲကွဖယားပွင့်မှာတရားပေါ်တာမဟုတ်ဘူးလားဓမ္မဗျာတရားတော်တိုင်းလိုက်ကျင့်မှာတန်ခါပေါ်တာဒါမို့ဒီတရဏဂုံ၃ပါးခံယူမဲ့ချင်ရင်ဖယားအာယုံပြုခိုင်းတာဒီမှာတော့နမောတတလို့ဆိုရင်ဖယားအာယုံပြုတော့ဓမ္မဗျာအာယုံမပြုရင်တော့ကြတော့နမောတတအပြည့်ပြိုင်ပွဲဖြစ်တာများတယ်သူရင်ကြအောင်ငါရင်ကြအောင်တယောက်တည်းနောက်ကျနေရှက်စရာကြီး